ဇလန်းအစမှာတော့မိန်းကလေးငယ်လေးမှာမယုံနိုင်စရာကောင်းအောင်ကြီးမားတဲ့အစားအသောက်အာသီသရှိနေပါတယ်။သူမကအစားအသောက်စားတိုင်းတမိသားစုလုံးစာကိုအကုန်စားပစ်တာဒါတင်မကသေးဘူး။သူမကအပြင်ထွက်ပြီးကားတစ်စီးလုံးကိုပါဝါမျိုးပစ်လိုက်သေးတယ်။အဲ့ဒီအချိန်မှာသူမရဲ့အဖေကဒါကိုမသိသေးပဲကုမ္ပဏီသွားဖို့ပြင်နေတာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသမီးဖြစ်သူကအဖေကိုဖတ်ထားပြီးသူမကအဖေရဲ့ကားကိုစားပစ်လိုက်ပြီလို့ပြောတယ်။ဒါကိုအဖေကမယုံပေမဲ့သမီးဖြစ်သူရဲ့ဖတ်ထားတဲ့လက်ကနေရုံးမထွက်နိုင်ဖြစ်နေတယ်။ဒါနဲ့ပဲသူ့နောက်ကတက်တော်ဆောင်တွေကိုကူညီဖို့လှမ်းခေါ်လိုက်ပေမဲ့ဒီကောင်မလေးမှာလူသားထက်တာတဲ့အစွမ်းအစာရှိနေတယ်သူမကခပ်ပွားပွားလေးတွန်းလိုက်ရုံနဲ့တက်တော်ဆောင်တွေအားလုံးကျမ်းပြင်ပေါ်လဲကျကုန်ကြတယ်အဖေဖြစ်သူကကားထဲဝင်ပြီးထွက်သွားဖို့ပြင်တဲ့အချိန်မှာကောင်မလေးကအဖေရဲ့ဇိမ်ခံကားအောက်မှာအနေရရှိတဲ့ပစ္စည်းတစ်ခုကိုတစ်ချက်ကြည့်ုံနဲ့မြင်သွားတယ်ကောင်မလေးကချက်ချင်းပြေးသွားပြီးဇိမ်ခံကားကြီးကိုမပစ်လိုက်တယ်ပြီးတော့ကားကိုအပြင်းထန်လှုပ်ခါပစ်လိုက်တာကြောင့်အဖေဖြစ်သူအပြင်ကိုလွင့်ထွက်သွားတယ်ဘယ်သူမှသတိမထားမိခင်မှာပဲကောင်မလေးကမော်ပညာကိုသုံးပြီးဒေါ်လာ1 သန်းတန်ဒီဇိမ်ခံကားကြီးကိုပျောက်ကွယ်သွားအောင်လုပ်လိုက်တယ်လူတွေအံ့ဩလို့မဆုံးခင်မှာပဲအဖေရဲ့ဖအေးတူမအေးကွဲမောင်နှမဦးလေးကသူ့ရဲ့တက်တော်ဆောင်တွေနဲ့အတူရောက်လာတဲ့ကောင်မလေးကအဖေရဲ့ဇိမ်ခံကားကိုလာပြီးဘုံထောင်သွားတဲ့လူဆိုးဟာဒီလူပဲဆိုတာချက်ချင်းသိလိုက်တယ်။ဒါကြောင့်အဖေအတွက်ကလဲစားချေဖို့သူမကမော်ပညာကိုသုံးပြီးသူတို့ဝတ်ထားတဲ့အဝတ်စားတွေကိုချက်ချင်းစုပ်ပြစ်ပစ်လိုက်တယ်။ဒီလူဆိုးကြီးဒုက္ခရောက်ပြီးကြောင်ကရမ်းဖြစ်နေတာကိုမြင်တော့လူတိုင်းကအယံဝမ်းသာသွားကြတယ်။ဒါကိုမြင်တဲ့လူဆိုးကြီးကသူ့တက်တော်ဆောင်တွေကိုအဝတ်စားအမြန်ရှာပေးဖို့ပြောပေမဲ့တက်တော်ဆောင်တွေကသူ့အတွက်အမိုက်ပုံးတစ်ပုံးပဲရှာတွေ့ခဲ့တယ်။လူဆိုးကြီးလည်းရွေးချယ်စရာမရှိပဲအမိုက်ပုံးကြီးကိုစွတ်ပြီးအရှက်တကွဲနဲ့လစ်ပြေးသွားရတော့တယ်။ဒါတွေကိုမြင်ပြီးနောက်အဖေဖြစ်သူကသမီးကိုထပ်ပြီးပြဿနာမရှာစေချင်တော့တာကြောင့်ကုမ္ပဏီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ဘေးကလက်ထောက်ကို tax တစ်စီးတားခိုင်းလိုက်ပေမဲ့သမီးဖြစ်သူကအဖေရဲ့ရည်ရွယ်ချက်ကိုအထင်လွဲသွားတယ်သူမကလမ်းဘေးကိုတန်းပြေးသွားပြီးရှိတဲ့တက်စီကားကိုလက်တစ်ဖက်ထဲနဲ့ရိုက်လွတ်ပစ်လိုက်တယ်သမီးဖြစ်သူဘလောက်အဆိုးတန်လဲဆိုတာမြင်တော့အဖေကစပိန်တစ်စီးနဲ့ပဲကုမ္ပဏီကိုခေါ်သွားဖို့တက်နိုင်တော့တယ်ဒါပေမဲ့သမီးလေးကစပိန်စီးရတာအရန်နေတယ်လို့ထင်တာကြောင့်ချက်ချင်းပဲအကြံကောင်းတစ်ခုရသွားတယ်ပြီးတော့သူမကစပိန်ကိုမော်ပညာနဲ့ပြုပြင်မှုမှန်လိုက်တယ်မထင်မှတ်ပဲပြင်လိုက်တဲ့စပိန်ကအရန်မြန်သွားပြီးပိုဆိုးတာကကောင်းကင်ပေါ်အထိပါပြန်တက်သွားခဲ့တယ်သူတို့ကုမ္ပဏီကိုရောက်တဲ့အချိန်မှာတော့သမီးလေးကအရန်ပင်ပန်းနေပြီးဒါပေမဲ့သူမအတွက်ကိုကြီးမားတဲ့ပြဿနာကစောင့်ကြိုနေတော့ပဲဘာလို့လဲဆိုတော့တစ်ချက်ကြည့်ုံနဲ့တင်ဗီလာအင်ကြီးကိုဝင်းရံထားတဲ့ကျင်းစာအမဲရောင်မျိုးကိုတွေကိုသမီးလေးကမြင်လိုက်ရလို့ပါသူမဘာမှတောင်ပြန်မတုတ်ပြန်နိုင်သေးခင်မှာပဲအဲ့ဒီလူဆိုးကြီးလွှတ်လိုက်တဲ့ဆုံးကဝေးမော်စရာကရောက်ရှိလာပါတော့တယ်ဂျပန်အကောင့်လေးမို့ like and follow လုပ်ခဲ့ကြပါအောင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်